ဘာဖြစ်လို့ဒီလိုမျက်လုံးလှတာမျိုးရတယ်လေလို့ဆိုလို့ရှိရင်သူကရှောင်ကျင်ခဲ့တာတခါတခါကျတော့ကုသိုလ်ကအထူးဆန်းမဟုတ်ဘူးမဟုတ်တာမလုပ်တာလည်းပဲကုသိုလ်ပဲအဲ့ဒါတတိထားဖို့လိုရတယ်ပေါ့နော်ဥပမာသူများမတတ်ဘူးဆိုရင်ဒါကုသိုလ်လို့ထင်ရင်ညီမထင်ပါမတတ်ဖဲရှောင်တာစိတ်မဆိုးတတ်ဘူးဒါကိုလူတွေကကုသိုလ်လို့ထင်ရင်ထင်ပါစိတ်မဆိုးဘူးသီးခံတယ်ဆိုတဲ့လူတယောက်ကိုဒီလူကရိုးတယ်အေးတယ်တို့ဘာလို့ပြောတာသူကဒါကုသိုလ်တွေပဲသူ့မှာနော်ဘသူကပြောစိတ်မဆိုးဘူးသီးခံတယ်ဆိုတဲ့လူတယောက်အပြုံးမပြတ်နေတယ်ဆိုတာဒါသူကုသိုလ်လုပ်နေတာကုသိုလ်အဲ့တော့မျက်လုံးလှတဲ့ပိုင်ရှင်ဟာဘာကုသိုလ်တွေလုပ်ခဲ့တာတော့လို့ဆိုဒေါသတကြီးနဲ့မျက်လုံးကြီးပြူးပြီးတော့ဘယ်သူမှမကြည့်ခဲ့ဘူးတဲ့တချို့ကတော့မျက်လုံးပြူးပြနော်ကြောက်မလားလို့ပြူးပြစာထဲမှာဘယ်လောက်ထိအောင်ပြူးပြတော့ဆိုပစွတ်မျက်လုံးလို့ပြူးပြတစုံလုံးရဲ့မျက်လုံးကအပြင်ထွက်တယ်ဟောင်းစားအဲ့လောက်ကြီးတော့ပြူးမဲ့တော့မထင်ပါဘူးနော်အဲ့တော့မျက်လုံးလှတဲ့ပုဂ္ဂိုလ်ဟာတဲ့ဘယ်သောခါမှသူများကိုမျက်လုံးကြီးနဲ့ဒေါသနဲ့မျက်လုံးပြူးပြီးတော့မကြည့်ခဲ့ဘူးတဲ့အဲ့ဒါတတိထားကြပေါ့မျက်လုံးကြီးပြူးပြီးတော့မကြည့်ကြနဲ့စိတ်ဆိုးပြီးတော့အဲ့ဒီမျက်လုံးပြူးပြီးတော့ကြီးတဲ့ပုဂ္ဂိုလ်တွေဟာမျက်လုံးကြောင်တာတို့မျက်လုံးမလှတာတို့မျက်ပေတုံးတာတို့ဖြစ်တတ်တယ်ဒီပါရမီပုံရိပ်တွေဟာဒီထဲမှာရှိကြည့်သူကရှောင်တာလေဒါဒီကုသိုလ်ကနဲတဲ့ကုသိုလ်မဟုတ်ဘူးမျက်လုံးပြူးမပြတဲ့ကုသိုလ်ပဲဒါနော်မျက်လုံးပြူးခြင်းပြူးကြည့်ခြင်းမှရှောင်တယ်နောက်တစ်ခုကဘာလို့ဆိုနသဝိတာစီဘယ်သူမှမျက်စောင်းထိုးပြီးတော့မကြည့်ဘူးတဲ့ငယ်တော့ပြောတယ်အေးမျက်စောင်းမထိုးနဲ့မျက်စောင်းထိုးမျက်ရိုးကျိုးတတ်တယ်ဆိုတော့ဟုတ်မှကြောက်နေရကြည့်စရာရှိတဲ့တဲ့လေးပဲကြည့်နော်မျက်စောင်းကြီးခဲပြီးတော့မကြည့်နေနဲ့တဲ့ကြည့်ရင်မျက်စိဆွေတတ်တယ်ဒီလိုဆိုလို့မျက်လုံးမလှဒါသူလုတ်ခဲ့တဲ့ကံရိပ်တွေကပေါ်လာဟုတ်နာသပိတဝိတာစီမျက်စောင်းထိုးပြီးတော့လည်းသူများကိုမကြည့်ဘူးတဲ့ပြီးတော့နသဝိစေယပိခိတာသူတစ်ပါးကိုလည်းတိတ်ခိုးပြီးတော့မကြည့်ဘူးတဲ့နော်တချို့ကမကြည့်ကြအောင်ဆောင်းပြီးတော့တိတ်ခိုးကြည့်တာလေအဲ့ဒါမျက်လုံးကသူကမပွင့်တော့ပွင့်လုံးကြည့်တာလဲပါမှာပဲနော်တချို့ကအိပ်ကျော်ကြအောင်ဆောင်းပြီးတော့မျက်လုံးလေးမေ့ပြီးကြည့်တာလဲပါမှာပဲအဲ့တော့သူလုံးတဲ့ပုံစံတွေကလားပေါ်နေတော့မျက်လုံးပဲလှမှာတော့မျက်လုံးမေ့ခြင်းလဲမေ့မယ်ပြူးခြင်းလဲပြူးမယ်မျက်စိဆွေးခြင်းလဲဆွေးမယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာဒီအကျိုးတွေခံစားနေရတာနော်မျက်စောင်းထိုးကြည့်တယ်မျက်လုံးပြူးကြည့်တယ်မျက်လုံးမေ့ကြည့်တယ်အဲ့ဒါမျိုးတွေကြောင့်ဒီလိုဖြစ်တာတဲ့